အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့အိမ်မှာချင်းကန်ဆက်ကွတီကိုတုပ်လေးလှုပ်ရှားဖြစ်တာနဲ့ sauce လုံနီးလေးလာမျှဝေပေးတာဖြစ်ပါတယ်ဒီ sauce လုံနီးလေးတည်ထားတဲ့အခါစားချင်တဲ့အချိန်တိုင်းအမြန်လှုပ်ရှားလို့ရပါတယ်ရှင်အရသာလေးကလည်းချင်းကန်ဆက်လေးဆိုတော့အားလုံးကြိုက်ကြမယ်လို့မျှော်လင့်ပါတယ်နော် sauce လုပ်ဖို့အတွက်ပဲငယ်ပြားကြီးအကျဲသုံးပါမယ်အားလုံးပေါင်းထမင်းစားစွန်းနဲ့၄စွန်းထည့်ထားပါရရှင်ခရူးစီကိုလည်းထမင်းစားစွန်းနဲ့၄စွန်းထည့်ပါမယ်အချင်းရတာလေးအတွက်ရှာလကာရီကိုလည်းထမင်းစားစွန်းနဲ့၄စွန်းထည့်ထားပါရရှင်ပဲငယ်ပြားရဲ့အပြစ်ကတော့ထမင်းစားစွန်းနဲ့၃စွန်းထည့်ထားပါတယ်ငရုတ်စီကတော့ဒီတစ်စိတ်လေးသုံးထားပါတယ်နော်သူ့ကိုလည်းထမင်းစားစွန်းနဲ့၄စွန်းထည့်ပါမယ်တကြားထမင်းစားစွန်းနဲ့တစ်စွန်းကြက်သားမုံထမင်းစားစွန်းနဲ့တစ်စွန်းထည့်လိုက်ပါမယ်ရေကိုထမင်းစားစွန်းနဲ့၄စွန်းထည့်ပြီးပေါင်ရင်ပစ္စည်းအားလုံးတမတော်အောင်လို့မှွေထားလိုက်မယ်နော်ရပြီဆိုရင်မိဖို့ပေါ်တင်ပြီးတော့မီးလေးနဲ့ပဲကျိုးထားလိုက်ပါမယ်ကျိုးလာလိုက်တာပွက်ဆူလာပြီဆိုရင်ပိုးရဲ့ကွစ်တီယိုဆော့စ်လေးကရသွားပါပြီနော်ဒီ sauce လေးဆိုရင်ကွစ်တီယို9ပွဲစာလောက်ရပါတယ်ရှင်တခါတည်းစားမကုန်ရင်အေးခံပြီးရေခဲတတာထဲမှာတင်ထားလို့လည်းရပါတယ်နော်ကွတီယိုတုပ်လေးထည့်ဖို့အတွက်ငရုတ်သီးမဲ့လေးတွေကိုလည်းရှာလကာရည်လေးနည်းနည်းထည့်ပြီးစိမ့်ထားလိုက်ပါတယ်မညက်တညက်ထောင်းထားတဲ့မြေပဲလေးတွေလည်းလိုအပ်ပါတယ်နော်ကျက်သွန်မိတ်လေးတွေကိုလည်းခက်သိမ်းလိထားလိုက်ပါတယ်ဒါလေးကတော့ပိုးကြိုပြင်ထားတဲ့ကျက်သွန်မြူစီချက်လေးပါပေါင်ဝင်ပစ္စည်းအလုံးအစင်းနှင်းဖြစ်ပြီဆိုရင်တော့ရင်နွေးအိုးလေးအရင်တည်ထားလိုက်ပါမယ်ဆူလာပြီဆိုရင်ကိုထည့်ခြင်းတဲ့အသားလုံးလေးတွေထည့်ပြုတ်လိုက်ပါမယ်ကြက်သားလုံးလုံနေဗီဒီယိုလေးကိုလည်းပိုးတင်ထားပေးဖို့ပါတယ်နော်ပြီးရင်တော့တပွဲစာကွက်တီယိုနဲ့အရွက်လေးတွေထည့်ပါမယ်ပိုးသုံးတဲ့ကွက်တီယိုလေးကအကြက်မြန်တော့အရင်မပြော့ခင်ပြန်ဆယ်ထုတ်လိုက်ပါမယ်ပြီးရင်တော့သုံးမဲ့ပကံတွေကိုတန်းထည့်လိုက်မယ်နော်ကွတီယိုလေးတွေအရင်မလုံးသွားအောင်ပူနေတဲ့အချိန်မှာစီချက်စီလေးထည့်ပြီးနေထားလိုက်ပါမယ်ခုနကကြိုထားတဲ့ sauce ကိုထမင်းစားစွန်းနဲ့3စွန်းလောက်ထည့်လိုက်ပါမယ်ရှင်အရင်ရွှဲရွှဲလေးကြရင် sauce ပိုထည့်လို့ရပါတယ်နော်ငရုတ်သီးအနီလေးတွေလည်းထည့်လိုက်ပါမယ်ပြီးရင်တော့မြေပဲမုံနဲ့ငရုတ်သီးချက်မုံလေးလည်းထည့်လိုက်ပါမယ်ရှင်အားလုံးထည့်ပြီးဆိုရင်တမအောင်နေထားလိုက်မယ်နော်ကဲအရသာလေးလည်းနှက်ဆက်သွားပြီဆိုတော့ချင်းငယ်ဆက်ကွတီကိုတုပ်လေးကစားဖို့အဆင်သင့်ဖြစ်ပါပြီရှင်ပိုးလုံးပြသလို sauce လေးကြိုထားမယ်ဆိုရင်စားချင်တဲ့အချိန်မှာအစင်းလေးလှုပ်ရှားလို့ရတာမို့လို့အရင်လေးအဆင်ပြေပါတယ်နော်ကွတီကိုတုပ်ကြိုက်တယ်ဆိုရင်ဒီနည်းလေးတိုင်းအိမ်မှာကိုယ်တိုင်လှုပ်ရှားကြည့်ကြအောင်နော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ခုလိုမျိုးဟင်းချက်နီးလေးတွေရောမုတ်လုံနီးလေးတွေပါအမြဲတည်မိသားမှာဖြစ်လို့ပို့ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးသားပါအောင်နော်အားလုံးပဲနောက်ဗီဒီယိုကြရင်ပြန်တွေ့ပါမယ်ရှင်